အောက်ထိကျလာအောင်မလားလို့စောင့်နေတာဒီကတတိန်းနဲ့ခွန်ထောင်ဇုံအောက်ကစပေါ့ဇုံဖောက်မကြနိုင်ဘူးဖြစ်နေဒီစပေါ့ဇုံဖောက်ကြမှာဒီဘက်ကိုရောက်မယ်တတိန်းနဲ့4000တတိန်းအောင်ရောက်မယ်သူဘယ်လိုတွားမလဲဒီလိုဖောက်တက်တော့မလားဒီလိုဖောက်တက်ဖို့ဆိုရင်ဒီကတတိန်း1000ခွန်ထောင်ကိုဖောက်တက်ရမယ်အဲ့လိုဖောက်အဲ့တတိန်း1000ခွန်ထောင်ဖောက်တက်လို့ရှိရင်တော့တတိန်း2000အထက်ကိုရောက်တော့မယ်နော်တတိန်း2400ကိုဖောက်တက်နိုင်မှအပေါ်ကိုရောက်မယ်မဟုတ်ရင်တတိန်း1000ခွန်ထောင်ဖောက်ရင်လေတတိန်း2000ဝန်းကျင်မှာပဲသူကတွားလိုက်မယ်ဆိုတော့အပေါ်ကိုတက်ရင်တတိန်း1000ခွန်ထောင်ဖောက်တက်ရမယ်အပေါ်မတက်ဖ ೇನೆ အပေါ်မတက်ဖ ೇನೆ ဒီလိုတွားရင်တော့ပလန်တကူမှအလိုလိုတစ်ခုရှိတယ်ဆင်းမယ်ဆိုရင်အလိုတစ်ခုရှိတယ်တက်မယ်ဆိုရင်ဒီလိုရှိမယ်ဒီဘယ်လိုပုံစံရှိမယ်တက်မယ်ဆိုရင်ပေါ်ဖောက်တက်ရမယ်ရှာမယ်ဆိုရင်အောက်ကတတိန်း1000ခွန်ထောင်ကိုဖောက်မှဖောက်ကြနိုင်မှအောက်ကတတိန်း1400တတိန်းဆိုတာကိုရောက်မယ်ဟုတ်နော်ကျွန်တော်ကတော့အောက်ကိုရအောင်မလားဆိုပြီးတော့အကုန်လုံးဝယ်ပဲခြံထားမိတယ်ပေါ့နော်အားလုံးသင်ပြကြပါစေဝယ်စုရဲ့တူနေတဲ့အမှန်တကယ်ဒါဒီနေရာကိုရောက်လို့ရှိရင်ဒါဝယ်စုရမှာလေနော်ဒါဘာလို့ဒီနေရာကြီးကလည်းဘာလို့ခိုင်နေလဲဆိုလို့ရှိရင်ဒီမှာဇုံကြီးရှိနေတာကိုဒီမှာအရင်ဝေးဝတ်ပြီးနေထားတဲ့နေရာကြီးဆိုတော့ဇုံဒါဝယ်ရမယ့်ဇုံဒီလိုနေရာတွေကဝယ်ရမယ့်ဇုံတွေပါလေနော်မဆင်းလာပြန်တက်သွားတာပဲဆင်းလာပြန်တက်သွားတာပဲအဲ့လိုနေရာတွေမှန်ဝယ်ရမှာလေနော်โอเคပလန်နှစ်ခုရှိတယ်ဒါ1ပလန်အခုပြထားတဲ့ဒါ1ပလန်2ပလန်ကတော့ဒီလိုရှိတယ်ဒါတော့ဖောက်တက်ဖို့လိုတာပေါ့လေအပေါ်တက်မယ်ဆိုရင်တော့โอเคအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ